Welcome back to my channel. Click on the subscribers button. Ready? Let's go. Episode 3. အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုဖိုင်လေးမှာကလိပ်စာကန်ထုတ်တဲ့နီးနဲ့ပစ္စည်းပို့တဲ့နီးလေးကိုပြပေးချင်ပါတယ်ဒီလိပ်စာအော်ဒါဝင်လာတဲ့အခါဆိုလို့ရှိရင်ခေါင်းလောင်းလေးနှိပ်ကြည့်ရပါတော့အခုကျွန်မဝင်ကြည့်နေတဲ့အနေထားအရဆိုလို့ရှိရင်အော်ဒါကဝင်လာပြီး Shopee အနေနဲ့အတီးမပြုတ်ရသေးတဲ့အခြေအနေကိုတွေ့ရတယ်ဒီမှာခဲရောင်နဲ့အတန်းလေးကလေShopee အနေနဲ့အတီးမပြုတ်သေးတာကိုတွေ့ရတယ်ဆိုတော့ကျွန်မဝင်ပြီးတော့ပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ပြန်ကြည့်မယ်ပေါ့နော်ခေါင်းလောင်းလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ order update ဆိုတာလေးနှိပ်လိုက်ရင် new COD new order ကိုတွေ့ရတယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာဆွဲတင်ကြည့်လိုက်လို့ရှိရင်လိမ်မော်ရောက်တန်းလေးကိုနှိပ်လိုက်လို့ရှိရင် order ကိုလက်ခံပြီးဖြစ်တယ်ပေါ့နော်ကိုအနေနဲ့ပစ္စည်းမရှိရင်လည်း cancel ဆိုတာလေးကိုနှိပ်လို့ရတယ်ဒီပစ္စည်းပို့တဲ့နေရာကဒီလက်ညိုပြလိုက်တဲ့ဟာကသူတို့ကိုယ်စီမှာပစ္စည်းလာယူတယ်30ဘတ်ပေးရတယ်ဒီ dot off နှိပ်လို့ရှိရင်ကိုကဆိုင်မှာသွားပို့တယ်ပတ်စံပေးစရာမလိုဘူးပေါ့နော်ဒီ QR code လေးကိုပြပြီးတော့ပစ္စည်းသွားပို့လို့ရသလိုဒီမှာအောက်မှာ print ဆိုတဲ့စာသားလေးကိုနှိပ်လိုက်လို့ရှိရင်သူ့ရဲ့လိပ်စာကတ်လေးကိုprint ထုတ်ပြီးတော့ဒီပစ္စည်းဖာပုံးလေးမှာကတ်ပြီးတော့သွားပို့လို့ရတယ်ပေးမထုတ်ဘဲနဲ့ဖုန်းထဲကနေပြရင်လည်းပြပြီးပို့လို့ရတယ်ပေါ့နော်ဆိုတော့ဒီပစ္စည်းဖာလေးကပို့ဆောင်ထုတ်ပို့လို့ပြီးသွားပြီဆိုတော့စားတိုင်းကိုသွားမယ်စားတိုင်းသွားလို့ရှိရင်ကိုပို့တဲ့ပစ္စည်းပါ Shopee ဖြစ်တဲ့အတွက်ကြောင့်မို့ Shopee ဆိုပြောပြလိုက်ရင်ရပြီသူတို့ကနေပြီးတော့ဒီ slate လက်ခံမလားမလက်ခံဘူးလားဒီလောက်ပဲမေးတယ်ပေါ့နော်ဆိုလို့ရှိရင်ပစ္စည်းပို့တာလည်းပြီးဆုံးပါပြီဒီ Shopee နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်3ဖိုင်လုံးကိုကြည့်ပြီးပြီဆိုလို့ရှိရင်အားလုံးစေပြင်မယ်လို့မျှော်လင့်ပါတယ်ရှင်အခုလိုကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံမယ်ဘိုင်ဘိုင်